တဘာဝတရားရဲ့အပြိုင်မှုဆိုတာတခါတလေမှထင်မှတ်မထားလောက်အောင်ကိုပြင်းထန်နေရှိပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ဒေါ်စင်ရဲ့တကောင်နဲ့ရေမြင့်တကောင်တို့ရေအငယ်လေးတစ်ခုထဲမှာထိတ်တိုက်တွေ့ဆုံနေကြတာပါစင်ကြီးဟာသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကိုအသုံးချပြီးရေထဲမှာအေးအေးဆေးဆေးနားနေတဲ့ရေမြင့်ကိုစတင်ပြီးတက်ခိုက်နေတာကိုတွေ့ရမှာပါရေမြင့်ကလည်းအချောင်မပေးပဲပြန်လဲခုခံဖို့ကြိုးစားပေမဲ့ဆင်ရဲ့အားအင်းနဲ့ခန္ဓာကိုယ်အရွယ်အစားကိုတော့မရှင်းနိုင်ချပါဘူး။တော်ရန်တိရစ္ဆာန်တွေရဲ့လောကမှာတော့ဒါဟာနေမီလူတာလည်းဖြစ်နိုင်တယ်လို့ဆင်ကသူ့ရဲ့အစွမ်းအစကိုပြသနေတာလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးမှာတော့ရေမြင့်ဟာဆင်ကြီးရဲ့ရန်ကနေလွတ်အောင်ယုံထွက်ပြီးကုန်းပေါ်ကိုပြေးတက်သွားတာကိုတွေ့ရပါတယ်။ဒါဟာသဘာဝတောတောင်တွေကနေစဉ်ဖြစ်ဖြစ်နေတဲ့စိတ်လှုပ်ရှားဖွယ်ရာအခိုက်အတန့်လေးတစ်ခုပါပဲ။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။